ရသော်ဗျာဟောထားတာလေးတွေတော့တရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းဝိပဿနာအထုတ်ရင်ဘာပေါ်ကြည့်ရမှာတော့လို့မေးလို့ရှိကြတယ်ဘာကိုရှုရမှာတော့လို့မေးလို့ရှိကိုယ်မှရှိတဲ့ယုတ်တရားနံတရားတွေကိုပဲရှုဖို့လိုတယ်ပေါ့အဲ့တော့ယုတ်တရားနံတရားတွေဆိုအကုန်လုံးလိုက်ရှုရမှာလားလို့ဆိုအစပိုင်းကတော့သိဖို့အနေနဲ့ကတော့အကုန်လုံးပဲရှုရမှာနောက်ပိုင်းရောက်လာတဲ့အခါကျတော့ဖြစ်စေခဏဖြစ်ပေါ်လာလိုက်ခိုက်ကလေးမှာသိအောင်ရှုနိုင်တာကြတော့ဖြစ်စေခဏကိုရှုလာတဲ့အခါကျတော့အားလုံးကိုရှုလို့မရဘူးနော်ဖြစ်နေတဲ့အရာတစ်ခုကိုသာရှုလို့ရမှာပေါ့အကုန်လုံးရှုလို့ရမှာသို့သောရှေ့ပိုင်းအနေနဲ့ကတော့သဘာဝတရားတွေအားလုံးခြုံငုံသုံးသပ်တာဒါကိုကလာပသမ္မတနာလို့ခေါ်တယ်အစုလိုက်ဆင်ញင်သုံးသပ်မှုလို့ဆိုအစုလိုက်ဂရုလိုက်ဆင်ញင်သုံးသပ်မှုနဲ့လောက်အောင်ဖြစ်တယ်အဲ့ဒီဟာပြီးတော့မှဖြစ်ပေါ်လာတဲ့အခိုက်ကလေးတွေကိုရှုအောင်ဉာဏ်ရင်းလာလို့ရှိရင်ဖြစ်လာတာလေးတွေသိလာမှာပဲတတိရှိလာမယ်သမာဓိရှိလာပြီဆိုတဲ့အခါမှာကိုယ်တဏ္ဍာမှာဖြစ်တဲ့အခိုက်ကလေးကိုမိတော့အဲ့ဒီဖြစ်ခိုက်ကလေးမိပြီဆိုမှဥရိယပြညာအဲ့တော့ဝိပဿနာအားထုတ်ရင်သူကပစ္စုပန်ဆဆကြည့်ရတယ်ဆိုတာအဲ့ဒီဥရိယပြညာကိုပြောတာရှေ့ပိုင်းမှာတော့ပစ္စုပန်ဆဆကြည့်လို့မရသေးဘူးနော်ရှေ့ပိုင်းမှာတော့အတိတ်ကိုလည်းရှုရမယ်အနာဂတ်ကိုလည်းရှုရမယ်ပစ္စုပန်ကိုလည်းရှုရပစ္စုပန်ဆဆလို့ခေါ်တယ်ပစ္စုပန်တဲ့တဲ့ကြီးကိုရှုနိုင်သေးတာမဟုတ်သေးဘူးတော့ပစ္စုပန်မတဲ့လို့စိတ်ပြည့်เสียမဟုတ်ဘူးသူ့ဘာသူဉာဏ်ရင်းလာလို့ရှင်ပစ္စုပန်ကတဲ့သွားမှာတတိကောင်းလာမယ်ဝီရိယတွေကောင်းလာမယ်သမာဓိတွေရှိလာမယ်ဆိုဖြစ်ခိုက်ကလေးတွေမှာသူကချက်ချင်းကြီးလို့တိသွားတဲ့အနေထားမျိုးရှိတယ်ပေါ့ဒါကြောင့်မို့တိရဏပရိညာအစမှာကလာပသမ္မတနာဆိုတာကစရတယ်ဟောကလာပသမ္မတနာလို့လည်းခေါ်တယ်နေယဝိပဿနာလို့လည်းခေါ်တယ်အဲ့ဒီခေါ်နှစ်ခုဟာအိန္ဒိယဝဟာရနဲ့ဒီဟိုကျောင်းကခေါ်တဲ့ဝဟာရနှစ်ခုပဲအဲ့လိုကလာပသမ္မတနာလို့ဆိုတဲ့အိန္ဒိယကခေါ်တဲ့အခေါ်နဲ့အိန္ဒိယမှာရခင်ကယောဂရလက်ထက်ကဆရာတော်ကြီးတွေအသုံးပြုခဲ့တဲ့စကားလုံးဒီဟိုနောက်ပိုင်းမှာအသုံးပြုခဲ့တဲ့စကားလုံးဝိပဿနာနဲ့ပတ်သက်ပြီးကလာပသမ္မတနာကလာပဆိုတာအစုသမ္မတနာဆိုသုံးသပ်မှုအစုလိုက်ဂရုလိုက်ဆင်ញင်သုံးသပ်မှုကနေစတင်အောင်အဲ့ဒီသုံးသပ်ပုံသုံးသပ်နည်းကိုမြတ်စွာဘုရားကဘယ်လိုဟောလဲကိုယ်တဏ္ဍာမှာရှိတဲ့တရားတွေကိုနှလုံးသွင်းတတ်ဖို့အဲ့တော့ဝိပဿနာရှုတယ်လို့ဆိုတာကိုယ်အိမ်မှာနေရင်လည်းရှုလို့ရတယ်နော်ရှုနည်းကိုတော့သင်ရမှာပေါ့ရှုနည်းကိုသင်ရမှာကိုယ်အိမ်မှာတိတ်ဆိတ်ငြိမ်သက်တဲ့အချိန်လေးအချိန်ခါလေးနေရာလေးကိုကြည့်ပြီးတော့အလုံးလုံးရင်လည်းပဲဝိပဿနာရှုလို့ရတယ်လို့ဆိုလို့ရှင်းတော့ကဆိုရင်ထေရိကာဆိုတဲ့ထေရီမအမျိုးသမီးဟာသူဟာဘုရားကျောင်းကိုမကြာခဏသွားပြီးတော့ကျောင်းတရားနာလေးရှိတယ်တရားနာရတော့သူကသောတာပန်ဖြစ်လာသောတာပန်ဖြစ်တယ်ဆိုတာအရိယာမှာအစပိုင်းပဲရှိသေးတယ်ဘုရားတရားနဲ့ပတ်သက်လာလို့ရှိရင်တန်တရားကင်းသွားတာနဲ့မှန်ကန်တဲ့အမြင်ရှိတာဒီလောက်ပဲရှိသေးတယ်ပေါ့နိဗ္ဗာန်ကိုစမြင်ပြီးဆိုတဲ့ပုဂ္ဂိုလ်မျိုးသို့သောသူမှာအပေကြလောက်အောင်အကုသိုလ်တွေမရှိတော့လဲလောဘတွေရှိသေးတယ်ဒေါသတွေရှိသေးတယ်မာမနာတွေရှိသေးတယ်အဲ့ဒါလို့ထေရိကာဆိုတဲ့အမျိုးသမီးတွေကတရားနာရင်ကနေပြီးတော့အသိဉာဏ်တွေတဖြည်းဖြည်းရင့်ကျက်လာအလုံးလို့ရင်အိမ်မှာမိသားစုဘဝမှာနေထိုင်ရင်တရားနာရနေအိမ်ပြန်ရောက်တဲ့အခါထမင်းချက်ထမင်းဟင်းချက်ရင်ပြုတ်ရင်ကနေပြီးတော့ဝိပဿနာအလုပ်ကိုအထုတ်တယ်အဲ့တော့တရေကြတော့ဟင်းရွက်လက်လက်ဆက်ဆက်ဆေးကြောပြီးတော့ဒဲထဲမှာထည့်ကြော်လိုက်တာဟင်းရွက်တွေကဒဲထဲမရောက်ခင်ကတော့စိမ့်စိမ့်ဆူဆူလန်းလန်းဆန်းဆန်းကြီးပေါ့
ရဲရောက်ပြီးတော့ဇွန်းနဲ့လည်းမှွေလိုက်ရောဟင်းရက်တွေဟာနွမ်းပြီးတော့ပြော့ဤကျသွားတာကိုအယောင်ကလည်းပဲညိုရောင်တန်းသွားကစွန်းရက်တွေဆိုကစွန်းရက်ကြော်ဆိုဘယ်တော့မှစိမ့်တာမတွေ့ရဘူးဟိုတယ်ကလူတွေချက်ရင်တော့နည်းစိမ့်အရာကလူတွေချက်မဲနာချစ်ပဲအဲ့ဒါလို့ဟင်းရက်တွေကြော်လိုက်တာဤကြပြီးတော့နွမ်းကျသွားတာကိုမြင်လိုက်တာနဲ့ပဲသူ့စိတ်ထဲမှာအဲ့ဒီကနေသူ့ခန္ဓာကိုသူပြန်ပြီးတော့အာယုံပြုတယ်ကြည်စမ်းခုပဲလန်းလန်းဆန်းဆန်းရှိတဲ့ဟင်းရွက်ဟာအခုပဲပြောင်းလဲသွားပြီညှိုးလျော်နွမ်းလျက်ဖြစ်သွားပြီဆိုတာကိုကြည်ရင်ကနေအနိစ္စသဘောတရားတွေပို့ပြီးတော့ထင်းလာတဲ့အခါကာမရာဂတွေကိုဖယ်ရှားနိုင်တဲ့ဗျာပါဒတွေကိုဖယ်ရှားလိုက်နိုင်တဲ့အနာဂံပုဂ္ဂိုလ်ဆင့်ရောက်သွားတာသူဟာထမင်းချက်ရင်ဟင်းချက်ရင်နဲ့အနာဂံဖြစ်သွားတယ်လို့ဆိုတာဒါကြောင့်ဝိပဿနာဆိုတော့ဘယ်တရားဖြစ်ဖြစ်အထုတ်လို့ရတယ်ကိုယ်မှာဥပနိတိယပြည့်စုံပြီဆိုလို့ရှိရင်အောင်မြင်သွားနိုင်တာပဲတူနဲ့တူကမတူမလုပ်ဘဲနေရင်တော့ chance မရှိဘူးလုပ်ပြီဆိုရင်တော့အဲ့ဒီအခွင့်အရေးကကိုယ်မှာရှိနေတယ်မလုပ်ဘဲနေရင်ကတော့ဘာမှဖြစ်မှာမဟုတ်ဘူးလုပ်နေရင်တဏ္ဍာကနေဖြစ်လာနိုင်တယ်ဆိုတာဟုတ်ဒါသိထားဖို့လို့အဲ့တော့မအားလို့တရားအမထုတ်နိုင်ဘူးဆိုတဲ့ဆင်ញင်မျိုးပေးစရာမလိုဘူးဘယ်ချိန်ပဲဖြစ်ဖြစ်ရှုမြင်သုံးသပ်တယ်ရှင်းတော့ပိစိကဗုဒ္ဓဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူတို့အာယုယူတာပါအာယုယူတော့ဆိုဂျာပန်လေးတွေပွင့်နေရကနေပြီးတော့ဂျာပန်တွေကိုခူးပြီးတော့ကမ်းပေါ်တင်လိုက်တဲ့အခါဂျာပန်တွေနွမ်းသွားတာမြင်တယ်အဲ့ဒီလူဟာကလည်းဒီဝိပဿနာဉာဏ်တွေတက်ပြီးတော့ပိစိကဗုဒ္ဓဖြစ်သွားကြတာမျိုးစုံပဲအဲ့ဒီလိုကိုအာယုယူတဲ့အရာတစ်ခုကနေပြီးတော့သဘာဝတရားကိုဆင်ញင်သုံးသပ်တတ်ရမယ်လို့သူတို့ပြောတာကိုစဉ်းစားကြည့်ထမင်းချက်ရင်ဟင်းချက်ရင်နွမ်းကျသွားတဲ့ဟင်းရက်တွေကိုကြည့်ပြီးအနိစ္စသဘောတရားကိုရှုမြင်သုံးသပ်တယ်လို့ကိုမှန်နဲ့ကြည့်လိုက်တဲ့အခါမှာလည်းပဲအိုစားလာတာမြင်လို့ရှိရင်လည်းအနိစ္စသဘောတရားကိုရှုမြင်လို့ရတာနော်ကိုမကြည့်ဘူးသူများနဲ့တွေ့တဲ့အခါမှာလည်းအတော်ကြာမတွေ့တဲ့မိတ်ဆွေတငယ်ချင်းတွေပြန်တွေ့တော့အိုစားသွားတာကြည့်လို့ရှိရင်ဝိပဿနာရှုလိုက်ပေါ့အဲ့ဒီကြတော့လေအော်ငါခန္ဓာလည်းဒီလိုပဲဖြစ်မှာဘယ်သူသေးတဲ့လို့ကြားရင်လည်းဝိပဿနာရှုလို့ရတာအော်ပျက်စီးခြင်းမှပဲအဆုံးသတ်တယ်ကိုဝတ်ထားတဲ့အဝတ်ကလေးနွမ်းလို့ဖွတ်တော့မယ်ဆိုလို့ရှိရင်လေအော်ဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့အမတမတန်ရှင်းတဲ့အဝတ်ကလေးဟာအခုလိုညှဉ်းနှွမ်းပြီးအနံ့ဆိုးတွေရောက်သွားတယ်လို့ဆိုဟောအဲ့ဒါလည်းဝိပဿနာဖြစ်တာကိုဆင်ញင်သုံးသပ်လိုက်ပဲဆိုဝိပဿနာဖြစ်ခေါင်းဖီးရင်လည်းဝိပဿနာဖြစ်မယ်အဲ့ဒီလိုဖြစ်နိုင်အောင်စိတ်ကိုဥတည်ချက်ထားဖို့တော့လိုအပ်တာပေါ့နော်သူကသူကတော့ဖြစ်မလားကိုယ့်ရဲ့ဥတည်ချက်ကလေးတွေဒါမို့လို့သမုဒ္ဒရာစာရဆိုအလေးချက်တွေတခုလုပ်တာဖျားပန်းလဲရင်လည်းအလေးချက်လုပ်တာအေးမနေ့တုန်းကဒီပန်းနေဟိုတနေ့ကတင်ထားတာလန်းဆန်းတာပဲအခုနွမ်းနေပြီဟောအေးငါရဲ့ယုတ်ခန္ဓာကိုယ်ကြီးလည်းဒီတိုင်းပဲသင်္ခါရမှန်တယ်များဒီလိုပဲပြောင်းလဲတာပဲဆိုတဲ့သဘောတရားလေးတွေဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဒါအနိစ္စကိုရှုတယ်လို့ခေါ်တာပဲနော်ဒီလိုခက်ကျဲကနေပြီးတော့ရှုနိုင်တယ်ကလပတ္တမတနာအပြင်ကိုကြည့်လိုက်ကိုပြန်ကြည့်လိုက်နော်အဲ့ဒါလို့ဝိပဿနာဉာဏ်ဆိုတာသွားရင်လည်းဖြစ်စားရင်လည်းဖြစ်စားတဲ့အခါကြည့်ပေါ့ဓမင်းပွဲပြင်ထားတာလှလှပပထိုင်စားလိုက်တာတော်ကြတော့စားလိုက်တဲ့အခါကုံသွားဟောမရှိတော့နော်မြင်ပြီးတော့ပျောက်သွားတယ်ဆိုတဲ့သဘောတရားတွေဆင်ញင်သုံးသပ်ကြည့်လို့ရအစာတစ်ခုဟာမဝါခင်ကပုံစံနဲ့ဝါပြီးတဲ့ပုံစံဟာအလွန်ကွာခြားသွားပြီပေါ့ဗိုက်ထဲရောက်သွားရင်တော့မပြောနဲ့တော့ထုတ်ပြီးဆိုတဲ့အချိန်ကပိုဆိုးသွားပြီပေါ့ဒီလိုပြောင်းလဲသွားတဲ့သဘောတွေကိုဆင်ញင်စဉ်းစားကြည့်ခြင်းအပြင်လေဝိပဿနာအသိတွေဖြစ်နိုင်တယ်လို့သူတို့ဆိုနော်ဝိပဿနာအသိဖြစ်ဖို့အရေးကြီးတယ်လို့ဆိုမြန်မာနိုင်ငံမှာရှေးတုန်းကဆရာတော်ကြီးတစ်ပါးကိုလူဘဝတုန်းကမိတ်ဆွေဖြစ်တဲ့
ဝန်မင်းကအရှင်ဘုရားတဲ့တပည့်တော်လူလဲပြီးတော့ဘုရင်စီအပုထိုင်းအရှင်ဘုရားလည်းခုချိန်ဝန်မင်းကြီးဖြစ်နေပြီပေါ့ဝန်ကြီးဖြစ်နေပြီပေါ့ဆိုတော့ဆရာတော်ကြီးကပါပြောတော့ဆိုမင်းရဲ့ဝန်မင်းရဲ့စီးစိမ်ဝန်ကြီးရဲ့စီးစိမ်ကိုငါရေအိမ်တစ်ခါတက်နှလုံးသွင်းတဲ့ကုသိုလ်လောက်ငါကမပါဘူးလို့ပြောရှင်းတော့ကအိမ်သားကိုရေအိမ်လို့ခေါ်တယ်နော်ရေအိမ်သုံးပြုပြီးရေဆေးတာကိုရေအိမ်လို့ပဲခေါ်တယ်ခေါ်ပုံနည်းတွေမတူဘူးခုကတော့အိမ်သားတော်တိုင်းကိုခေါ်ကြတော့ခုတော့တွိုင်းလက်ရောက်သွားပြီထင်တယ်ကြည့်ရတာနော်အဲ့တော့ခေါ်လေးတွေပြောင်းသွားအိမ်သားမဟုတ်တော့ရှင်းတော့ရေအိမ်တစ်ခါတက်ဆိုရှင်းတော့ရေအိမ်တက်တဲ့အခါမှာမစင်ကြီးကြီးတွေကလည်းမြင်နေရတာခုခေတ်လိုကြွေခွက်တွေနဲ့လှုပ်ထားတာမရှိဘူးအဲ့တော့မြင်နေရတယ်ပိုးလောက်တွေလည်းမြင်ရတယ်ပေါ့အဲ့ဒါလိုအနေထားမျိုးမှာငါခန္ဓာကိုယ်တွေကထွက်တဲ့အရာတွေဟာတခုမှမကောင်းဘူးဘုံကောင်တွေစားတောက်နေတဲ့မစင်တွင်းကြီးကိုကြည့်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တွေကိုရှုမြင်သုံးသပ်နိုင်သွားတာအဲ့ဒီကုသိုလ်ကိုရည်စူးပြီးရေအိမ်တစ်ခါတည်းရတဲ့ကုသိုလ်တော့တန်ဖိုးမရှိပါဘူးလို့ပြောတာနော်တန်ဖိုးမရှိဘူးအဲ့လိုဆိုအဲ့တော့ဝိပဿနာဉာဏ်ဆိုတာဘယ်နေရာမှာပဲဖြစ်ဖြစ်သမုဒ္ဒါစာရလို့ဆိုလေ့ကျင့်မှုတွေလုပ်ထားဖို့လိုအပ်တယ်ပေါ့အလေ့အကျင့်တွေလုပ်တယ်အလေ့အကျင့်ကြောင့်လူတွေမှာဖြစ်သွားတာတွေရှိတယ်ဒါမှမဟုတ်လေ့ကျင့်ကောင်းတွေကိုကိုယ်တိုင်ကပြုလုပ်ထားဖို့လိုအပ်တယ်ပေါ့ငါတယောက်တည်းအားနေဘာနှလုံးသွင်းမလဲဆိုလေ့ကျင့်ကောင်းတွေတခုလုပ်တယ်အားနေတောင်တွေးမြောက်တွေးမှာပဲလေတွေးနေကြစီတွေးတာပဲတေချာကိုလေးလာစမ်းစစ်ကြည့်အဲ့ရတဲ့မှာအဲ့တော့လို့တယောက်တည်းဝင်ဘာတွေတွေးလို့ရှိတော့ကိုယ့်အကူမေးကိုယ့်အကူအဖြေထုတ်တာမင်းဘာတွေစဉ်းစားတယ်နေတယ်အဲ့ဒါလို့မေးလိုက်တဲ့အခါအဖြေထွက်လာမှာကိုစဉ်းစားနေကြဟာတွေကဘာတွေတော့ထူးဆန်းမရှိတဲ့အခါမှာစဉ်းစားနေကြတယ်ပြန်စဉ်းစားနေတယ်အဲ့ချိန်အဲ့တော့အဲ့ဒီအချိန်လေးမှာတန်ဖိုးရှိတာကိုပြန်တွေးလိုက်မယ်နော်တန်ဖိုးရှိတာကိုပြန်တွေးတာဘယ်လိုတွေးရတုံးလို့ဆိုတက္ကရာမှာဒီအတ္တမောဟတမ္ပစဉ္ညာနဲ့ပတ်သက်ပြီးတော့တွေးတောဆင်ញင်ပုံလေးကိုနီးပေးထားတာရှိတယ်ခေါင်းပေါ်ခေါင်းလဲပြီးတော့ချလိုက်တယ်အဲ့ဒီအချိန်လေးမှာစိတ်ထဲကနေခေါင်းအောင်ကိုတတိထားလိုက်တယ်ခေါင်းအောင်လေးကငါ့ပေါ်မှာလူတယောက်ရဲ့ခေါင်းကြီးတင်းနေပါလားလို့ तू မသိဘူးတဲ့ဟောဒီခေါင်းကလည်းငါခေါင်းသည်ခေါင်းပေါ်မှာရှိနေပါလားလို့မသိဘူးတဲ့အိယာကြီးကလည်းငါ့ပေါ်မှာလူတယောက်အိတ်နေတယ်လို့မသိဘူးတဲ့အဲ့ဒီလူရဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါအိယာပေါ်မှာအိတ်နေတယ်လို့မသိဘူးတဲ့သိတာကသူတဏ္ဍမှာဖြစ်တဲ့နံတရားကသာသိတယ်ဆိုဟောယုံနဲ့နံနဲ့ခွဲပြီးကြည့်တယ်အဲ့ဒါလို့ကြည့်လို့ရှိရင်လည်းအတ္တမောဟတမ္ပစဉ္ညာတတိတမ္ပစဉ္ညာဖြစ်တယ်လို့ဆိုတယ်လုပ်ကြည့်ဖို့အလေးချင်းတစ်ခုလေးချင်းတစ်ခုလုပ်ကြည့်ဒါလည်းဝိပဿနာတွေအဲ့ဒါတွေအာမထုတ်ပဲနဲ့သွားပြီးတော့တရားထိုင်နေတို့တရားစခန်းဝင်နေတို့ဝင်ပြီးများသောအားဖြင့်တမာတိလေးရအောင်ကြိုးစားပြီးပြန်လာကြတာများတယ်ပေါ့နော်တမာတိဆိုတာကြတော့ထွက်လေဝင်လေကစဘာပဲဖြစ်ဖြစ်တမာတိဆိုတာအာယုလေးတစ်ခုပေါ်မှာစိတ်ကိုကတ်ထားနိုင်တာကိုတမာတိလို့ခေါ်တာအဲ့ဒီတမာတိဆိုတာဖြုတ်လိုက်တာနဲ့တပြိုင်နက်သွားပြန်ရောသူကဝိပဿနာဆိုတာအဲ့လိုပြတ်မသွားဘူးသူကအတိညာပဲစဉ်းကျင်စဉ်းစားမှုနဲ့ပတ်သက်တာဉာဏ်ဆိုတာမှန်ကန်တဲ့အတွေးနဲ့ကတ်နေတာဒါမှမဟုတ်တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပတွဲထားတာအတွေးနဲ့အမြင်ဆိုတာကတ်နေတာအဲ့တော့တရားနဲ့ပတ်သက်ပြီးများများတွေးပြီးသိတဲ့အသီးတွေဝင်လာထင်းထင်းရှားရှားကြီးဝင်လာဟိုတမာတိလုပ်တဲ့အခါကျတော့မတွေးရဘူးဝိပဿနာလုပ်တဲ့အခါကျတော့တွေးကိုတွေးမှသိတယ်အဲ့တော့လေးချင်းလှုပ်ထားတယ်ဆိုတော့စဉ်းစားကြည့်လေလူတယောက်ကမျိုးသမီးစွာဆိုမျိုးသမီးတွေဒီ
ပန်းတွေရောင်းတဲ့ဆိုင်တွေရောက်လို့ရှိရင်ပန်းလှလှလေးတွေမြင်တဲ့အခါကျတော့ခေါင်းပန်းနေကြအမျိုးသမီးကခေါင်းပန်းခြင်းနဲ့စိတ်ပေါက်လာသူလုံးနေကြဒါပဲလေဖះပန်းတင်နေရှိတဲ့အမျိုးသမီးကျတော့ခေါင်းပန်းဖို့မစင်စားဘူးဖះကိုပန်းလို့ဖို့ဆိုတာတွေးတယ်ဟောဖះပန်းလေးထည့်လိုက်အောင်ကောင်းပါပဲလို့တွေးခေါင်းပန်းနေကြတော့ခေါင်းပန်းလိုက်ခြင်းနဲ့စိတ်ပေါ်တယ်ဒါဘာကြောင့်လဲဆိုအလေးအကျင့်ဖြစ်နေတာအဲ့တော့ကိုယ်မှာကောင်းတဲ့အလေးကျင့်လေးတခုရအောင်လုပ်တယ်စဉ္ញင်တုံတရားဆိုတာအဲ့ဒါလို့ထားကုသိုလ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာရှိတယ်ကိုယ်စိတ်ကိုကုသိုလ်ဘက်ကိုညွတ်ထားတာဒါကုသိုလ်ဖြစ်ခြင်းအကြောင်းတစ်ခုစိတ်ကိုညွတ်နေရကုသိုလ်ဘက်ကိုညွတ်ထားနောက်တစ်ခုကုသိုလ်သာဖြစ်စေရမယ်ငါစိတ်ထဲမှာဘာတွေးကောင်းတဲ့ဘက်ကိုသာတွေးစေရမယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားတာဟောခုလိုအလေးကျင့်လုပ်ထားတာအလေးကျင့်တစ်ခုလုပ်ထားတယ်ကုသိုလ်ဖြစ်လေဖြစ်တာရှိတဲ့အလေးကျင့်တစ်ခုနောက်တစ်ခုကျတော့နှလုံးသွင်းတာဆိုတာကိုယ်ရင်တဲ့နှလုံးထဲမှာအမြဲတမ်းတွေးတောဆင်ញင်သုံးသပ်နေတာဟာကုသိုလ်အရေးသာဆင်ញင်တူတတ်နေတာအဲ့ဒီလိုတွေးတောမှုနှလုံးသွင်းတရားလည်းပဲကုသိုလ်ပဲဖြစ်တယ်အဲ့ဒီလိုဒီအချက်၄ချက်နဲ့လောက်ထားမယ်ဆိုရင်ကိုယ်တဏ္ဍာမှာကုသိုလ်တွေဖြစ်လာမှာသိချတယ်ပေါ့အဲ့ဒီလိုဖြစ်လာအောင်ကြိုးစားအထောက်အမှာဖြစ်တယ်ပေါ့ဒီလိုဆိုလို့ရှိရင်ကိုယ့်ရဲ့အသိဉာဏ်တွေဟာဒီဘဝမှာလုံလောက်တဲ့ရှင်းချက်မှုရှိလို့ရှိရင်လည်းပဲဒီဘဝမှာတမက်တဖို့ရသွားနိုင်တယ်အကယ်၍ဒီဘဝမှာမရသေးဘူးဆိုလို့ရှိရင်လည်းနတ်ဖြစ်တဲ့အခါမှာဒုတိယဘဝမှာရတတ်တယ်အကယ်၍နတ်ဖြစ်တဲ့အခါမှာမရသေးဘူးဆိုလို့ရှိရင်လည်းဘုရားတဆူဆူနဲ့တွေ့ရင်အနာဂံပုဂ္ဂိုလ်ဖြစ်သို့မဟုတ်နော်ပါရမီဒီနှစ်သိန်းချေတဲ့ကဘာတသိန်းလွန်မြောက်ပြီးပါရမီဖြည့်ထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းပိစိကဗုဒ္ဓဖြစ်သွားတယ်ဒီလိုဆိုလို့လေနော်ဒီတရားအထုတ်ခြင်းရဲ့အကျိုးကျေးဇူးကိုအဲ့လိုဖော်ပြထားရှိတယ်ဒါကြောင့်မို့တိရဏပရိညာလို့ဆိုတဲ့နေရာမှာကလာပတ်သမ္မတနာအစုလိုက်ဆင်ញင်သုံးသပ်မှုနဲ့ကိုယ်ခန္ဓာကိုယ်ကြည့်ကိုယ်ခန္ဓာကိုယ်ကြည့်တာပြန်ပြီးတော့ကြည့်လာအေးမနစ်တုန်းကနဲ့ဒီနှစ်ငါရုပ်ဟာမတူဘူးသူတို့ပြောသို့မဟုတ်ခက်ကြဲကြဲကြည့်ကြလို့ရှိရင်ငါအခုချိန်မှာအသက်20သို့မဟုတ်အသက်50ရှိနေပြီဆို10နှစ်တုန်းကရုပ်မရှိတော့ဘူးလို့တွေး10နှစ်အရွယ်တုန်းကရုပ်တွေမရှိတော့ဘူး15နှစ်အရွယ်တုန်းကရုပ်တွေမရှိတော့ဘူးအသက်30တုန်းကအရွယ်တွေမရှိတော့ဘူးဟော50ကနေပြီးခက်ကြဲကြဲတွေးလိုက်မယ်သက်80လောက်ရှိတဲ့ပုဂ္ဂိုလ်ကပြန်တွေးလိုက်ငါ50တုန်းကရုပ်တွေခုမှမရှိတော့ဘူးပြောင်းလဲသွားပြီအဲ့ဒီလိုတွေးတောဆင်ញင်သုံးသပ်ကြည့်ခြင်းဟာလည်းပဲတိရဏပရိညာတွေကကလာပသမ္မတနာလို့ခေါ်တယ်ပေါ့အဲ့ဒီလိုအဲ့ဒီထပ်ပြီးတော့စိတ်လိုက်တဲ့အခါကျတော့သူကမနေ့တုန်းကဖြစ်တဲ့ရုပ်တွေနေ့လည်ကြမရှိတော့နေ့လည်ဖြစ်တဲ့ရုပ်တွေညကြတော့မရှိတော့ဟောဒီလိုလဲတွဲလို့အဲ့ဒီပို့ပြီးတော့အသေးစိတ်လိုက်တဲ့အခါကျတော့နော်ယခုနေလေးတွေဖြစ်တဲ့အချိန်အခုဖြစ်နေတဲ့အချိန်တော့ကြဖြစ်မဲ့အချိန်ကွဲပြားခြားနားနေပြီဆိုတာမြည်ရဥပမာကြည့်လိုက်မယ်မြေကမ်းမှာထိုင်နေတဲ့လူတယောက်ငါမြေကမ်းမှာစထိုင်လိုက်တဲ့အချိန်တုန်းကစီးတဲ့ရေတွေခုမရှိတော့ဘူးအခုရှိတဲ့ရေကနောက်စီးတဲ့ရေတွေဖြစ်တယ်ဆိုအဲ့ဒါလို့ပြောင်းလဲသွားတဲ့သဘာဝတွေကိုဆင်ញင်သုံးသပ်နေခြင်းဟာဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်အားကောင်းတဲ့တွေးမြင်နေတာဖြစ်တယ်ပေါ့ဒါကိုကလာပသမ္မတနာဆင်ញင်သုံးသပ်မှုလို့ခေါ်တယ်ဒါကြောင့်မို့အတိတ်ကိုတွေးကြည့်လို့ရတယ်အနာဂတ်ကိုတွေးကြည့်လို့ရတယ်ပစ္စုပန်ကိုကြည့်လို့ရတယ်အဲ့ဒါလို့အတိတ်အနာဂတ်ပစ္စုပန်မှာမတူတဲ့အနေအထားတွေကိုဆင်ញင်သုံးသပ်ကြည့်ရမယ်လို့သူတို့ဆိုအဲ့တော့မြတ်စွာဘုရားကကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာတွေနဲ့ပတ်သက်ပြီးဘဝနဲ့ပတ်သက်ပြီးဆင်ញင်သုံးသပ်မှုလေးတွေကိုဟောထားတဲ့သုတ်တွေပါဘယ်လိုဟောတော့ဆိုလူတွေမှာရှိတာတွေကြည့်လိုက်ကိုယ်တဏ္ဍာမှာမျက်စိရှိတယ်အဲ့ဒီမျက်စိလေးကိုအာယုဆိုင်လိုက်
မျက်စိဆိုတာသက္ကုပ္ပဒါရယုတ်ကိုဆိုလိုတယ်ဒါပေမဲ့အရာစကားနဲ့ပြောရင်မျက်လုံးပေါ့နော်မြတ်စွာဘုရားကဘယ်လိုဟောတော့သက္ခုံဘိက္ခဝေအနိစ္စမျက်လုံးလေးဟာမမြဲဘူးဆိုတာဖြစ်လာပြီးတဲ့နောက်ပျက်စီးသွားတယ်လို့ဒီလိုဆိုမျက်လုံးလေးဟာမမြဲဘူးဆိုတဲ့သဘောတရားကိုရုပ်တရက်ကြီးအတိပ္ပယ်မပေါက်နိုင်ဘူးတမန်အားဖြင့်မပေါက်နိုင်ငါငယ်ငယ်တုန်းကငါမျက်လုံးလေးခုလည်းရှိတာလက်ပြင်ကလည်းရှိအောင်ပါပဲနောက်အတည်းလည်းရှိအောင်ငါမျက်လုံးလေးရှိနေတယ်လို့ပဲအောက်မေ့တယ်နော်သို့တော့တဘာဝတရားရဲ့အရာပြောမစဲကိုယ်တဏ္ဍာမှာဖြစ်တဲ့မျက်လုံးလေးဟာမွေးလာလို့မျက်လုံးပေါ်တဲ့အချိန်ကစပြီး18စက္ကန့်မှာတစ်ခါပြောင်းနေတစ်ခါပြောင်းတာနောက်ဖြစ်တာတွေကအသစ်ဖြစ်တာနော်အဲ့ဒီပြောင်းလဲမှုတွေကိုတော့တမန်အဖြစ်တော့မြင်နိုင်ကြမှာမဟုတ်သေးဘူးသို့တော့အဲ့လိုပြောင်းလဲမှုရှိတယ်ဆိုတာကိုဆင်ခြင်ကြည့်ရဆင်ခြင်ကြည့်တဲ့အခါမှာဒီငယ်ငယ်တုန်းကမျက်လုံးအခုမျက်လုံးတော့ကွာသွားပြီနော်အခုမျက်လုံးနဲ့နောက်အသက်ကြီးလာတဲ့အိုဘေးဘေးစွမ်းဖြစ်လာတဲ့အချိန်မှာကွယ်မေတ္တာမကွယ်ပြချာနာသွားပြီဖြစ်လာမှုရှိသလိုပျက်စီးသွားမှုလည်းရှိတယ်မျက်လုံးဟာဒီလိုဆိုတော့အဲ့ဒါကြောင့်မို့အဲ့ဒါကိုခြုံပြီးတော့မြတ်စွာဘုရားသက္ခုံဘိက္ခဝေအာနိစ္စယန္တုမျက်စိဟာမျက်လုံးဟာမမြဲဘူးဆိုတာကိုဒီမျက်လုံးဘာကြောင့်ဖြစ်လာတယ်လဲလို့အကြောင်းတရားပါတွက်ပြီးတော့သူကမြတ်စွာဘုရားချိခိုင်းတယ်မျက်လုံးလေးမမြဲဘူးဆိုတာယောပိဟေတုယောပိပစ္စယောသက္ခုတ္တဥပါဒယတောပိအနိသောမျက်လုံးလေးကဘာကြောင့်ဖြစ်လာတာတော့ဆိုအတိတ်ဘဝကကံတရားကြောင့်ကုသိုလ်ကံကြောင့်ဖြစ်လာအဲ့ဒီအတိတ်ဘဝကံတရားဆိုတာရှိသေးလားဆိုမရှိတော့သစ်ပင်လေးတစ်ပင်ကိုကြည့်လိုက်အဲ့သစ်ပင်ဟာမျိုးစေ့ကပေါက်တော့သစ်ပင်ပေါက်လာပြီးအမြင့်နဲ့အကိုင်းနဲ့ခက်နေတဲ့ဖြစ်ချိန်မှာအဲ့ဒီမျိုးစေ့လေးရှာကြည့်မရှိတော့နော်အမြင့်ကလေးပေါက်အညောင်ကလေးထည့်ပြီးသွားရင်သူကမရှိတော့ပျောက်သွားအဲ့ဒါလိုပဲကံတရားကဘဝကိုအကျိုးပေးပြီးသွားရင်ပရိသေတိအကျိုးပေးတဲ့ကံမရှိတော့ဘူးအလားတူကံတွေကတော့ပုဒ္ဓိကျိုးပေးဖို့ရှိတယ်ပရိသေတိကျိုးပေးတာမျိုးစေ့တစ်စေ့သည်အပင်တစ်ပင်သာပေါက်သလိုပဲပရိသေတိကျိုးပေးတဲ့ကံတစ်ခုသည်ပရိသေတိကျိုးတစ်ခုကိုပဲပေးတယ်နော်ပေးပြီးရင်ပြီးသွားပြီသူကိစ္စဒါကြောင့်မို့ယောပိဟေတုယောပိပစ္စယောသက္ခုတ္တဥပါဒာဒီမျက်လုံးလေးဖြစ်ပေါ်လာဖို့အကြောင်းတရားတွေဆိုတာရှိတယ်။ဘာတွေလဲလို့ပြောမယ်ဆိုရင်ကံကအဓိကကံကြောင့်ဖြစ်လာတယ်။အဲ့ဒီမျက်လုံးကိုမွေးဖွားပေးတဲ့ကံတရားလေးဟာအခုရှိသေးလားဆိုမရှိတော့။တောပိအနိသောအဲ့ဒီသူ့ကိုဖြစ်ပွားစေတတ်တဲ့အကြောင်းတရားလေးဟာလည်းမရှိတော့ဘူးတဲ့။သူလည်းမမြဲဘူးလို့ဆိုလို့ဒါဖြင့်အနိစ္စတံဘူတံသက္ခုကုတောနိစ္စဘဝိတ္တိမမြဲတဲ့အကြောင်းတရားကိုမှီပြီးတော့ဖြစ်တဲ့မျက်လုံးလေးဟာဘယ်လိုလုပ်မြဲမှာလဲဒါစဉ်းစားခိုင်းတာဗျာနော်စဉ်းစားခိုင်းတာမျက်လုံးလေးမမြဲဘူးဘာကြောင့်လဲလို့ဆိုရင်မျက်လုံးကိုဖြစ်စေတတ်တဲ့အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားဟာလည်းမမြဲဘူးမမြဲတဲ့အကြောင်းတရားကထုတ်လုပ်လိုက်တဲ့မျက်လုံးဒီဘယ်မှာမြဲမလဲဟောအဲ့တော့ဘာနဲ့တူတော့ကိုယ့်ကိုပြန်စဉ်းစားကြည့်နော်အမေဖေမရှိတော့တဲ့ပုဂ္ဂိုလ်တွေပြန်စဉ်းစားကြည့်လိုက်ဟုတ်ငါ့ကိုမွေးထားတဲ့အမေဖေဟာတည်သွားပြီနော်တည်တတ်တဲ့အမေဖေကမွေးတဲ့ငါဟာဘယ်တော့မှမတည်ပဲရှိနိုင်မလဲတည်တတ်တဲ့အမေဖေကမွေးလို့ရှိရင်ငါလည်းတည်မှာပဲဒီအတွေ့မျိုးဆိုလို့အနိစ္စတံဗုဒ္ဓံကုတောနိစ္စဘဝိတ္တိအနိစ္စကြောင့်ဖြစ်လာတဲ့အရာတစ်ခုဒီဘယ်လိုလုပ်ပြီးနိစ္စဖြစ်မလဲဆိုတာဒီလိုဆိုလို့တယ်နော်အကြောင်းတရားဒီပင်လည်းမမြဲဘူးမမြဲတဲ့အကြောင်းတရားကိုမှီပြီးတော့ဖြစ်လာတဲ့မျက်လုံးဆိုတဲ့အကျိုးတရားလေးဟာဘယ်လိုလုပ်ပြီးတော့မြဲမှာလဲ
ဆိုတော့သူ့ကိုအထောက်အကူပြုနေတဲ့ဟာဟေတုဆိုတာမျက်လုံးကိုထုတ်လုပ်တာကံတရားပစ္စယဆိုတာအထောက်အကူပြုနေတာစိတ်တို့ဥဒုတို့အာဟာရအဲ့ဒါတွေကအထောက်အကူပြုတယ်ဒါကြောင့်မလို့မျက်လုံးကြည့်အောင်လို့ဗီတာမင်Aဓာတ်စားရတယ်ကစွန်ရွက်စားရတယ်လို့ပြောကြတာမဟုတ်လားရှောက်ပြီးတော့အဲ့ဒါအာဟာရကလည်းမျက်လုံးကိုပံ့ပိုးပေးနိုင်တာဥဒုကလည်းမျက်လုံးကိုပံ့ပိုးပေးတာပဲနော်စိတ်ကလည်းပဲမျက်လုံးကိုပံ့ပိုးပေးတာအဲ့တော့ပံ့ပိုးပေးနိုင်တဲ့ဟာတွေကိုပစ္စယလို့ခေါ်တယ်ထုတ်လုပ်တဲ့အကြောင်းတရားကံအဲ့တော့ကံစိတ်ဥတုအာဟာရအကြောင်းတရား၄ပါးကြောင့်ဖြစ်တယ်လို့သူတို့ပြောလို့ရတယ်အဲ့ဒီအကြောင်းတရား၄မျိုးကြောင့်ဖြစ်နေတဲ့အဲ့ဒီအကြောင်းတရားတွေရောမြဲတာရှိလားဆိုမမြဲဘူးတဲ့အဲ့တော့မမြဲတဲ့ကံစိတ်ဥတုအာဟာရတွေအကြောင်းဖြစ်ပေါ်လာတဲ့မျက်လုံးလေးဟာဘယ်လိုလုပ်မြဲမလဲသူတို့ဆိုလို့တယ်အဲ့တော့မြဲတဲ့အရာဆိုတာတခုမှမရှိဘူးဆိုတော့သေချာအောင်လို့ပြောပြအဲ့ဒီလိုဆင်ញင်သုံးသပ်ရမယ်ဒါဆင်ញင်တဲ့နည်းကိုပြောတာနော်ဆင်ញင်တဲ့နည်းကိုပြောထို့တူပဲနာကိုဆင်ញင်လိုက်သောတံဘိက္ခွေအာနိသံနာဟာမမြဲဘူးနော်ယောပိဟေတုယောပိပစ္စယောသောတတဥပ္ပါဒယသောပိအာနိသံနာဖြစ်ပေါ်လာခြင်းရဲ့အကြောင်းအထောက်အကူအကြောင်းတရားတွေဟာလည်းပဲမမြဲဘူးအနိစ္စတံဘုတံသောတံကုတောနေသံဝေသတိမမြဲတဲ့အကြောင်းတရားတွေကထုတ်လုပ်လိုက်တဲ့နာဟာဘယ်လိုလုပ်မြဲမှာလဲတွေးခိုင်းတာတွေးခိုင်းကိုယ်ဘဝမှာရှိသမျှတွေအားလုံးဟာမမြဲတဲ့အကြောင်းတရားတွေကထုတ်ထားတာတွေဖြစ်သောကြောင့်အနိစ္စတံဘုတံကုတောနေသံဝေသတိပဲဘယ်လိုလုပ်မှမမြဲနိုင်ဘူးထို့တူပဲစဉ်းစားကြည့်လိုက်မြတ်စွာဘုရားမျက်စိနာနာလျာကာယမနလို့ဆိုတဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ဟာမျက်လုံးကိုကြည့်မယ်နားကိုကြည့်မယ်နှာခေါင်းကိုကြည့်မယ်လျာကိုကြည့်မယ်ကိုယ်ကာယကိုကြည့်မယ်မနကိုကြည့်အားလုံးဟာသူတို့ကိုဖြစ်စေတတ်တဲ့အကြောင်းတရားတွေကတခုမှမမြဲဘူးမမြဲတဲ့အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့မျက်စိနာနာလျာကာယမနဆိုတာဘယ်လိုလုပ်မြဲမှာလဲဟောဒီလိုစဉ်းစားခိုင်းတာနော်ထို့တူပဲမျက်လုံးထဲမှာပေါ်လာတဲ့အဆင်းအာယုနားထဲမှာပေါ်လာတဲ့အသံနှာခေါင်းထဲမှာပေါ်လာတဲ့အနတ်လျှာမှာပေါ်လာတဲ့အရာသာခန္ဓာကိုယ်မှာထိတွေ့လာတဲ့အထီးတွေ့စိတ်ကူးကြံစီတဲ့အာယုအဲ့ဓာတွေဟာလည်းမမြဲဘူးတဲ့ဘာကြောင့်မမြဲတော့သူတို့ကိုဖြစ်စေတတ်တဲ့ထောက်ပံ့ကူညီတတ်တဲ့အကြောင်းတရားတွေကမမြဲလို့မမြဲတာတွေကိုအကြောင်းပြုပြီးဖြစ်လာတဲ့အရာတွေဘယ်မှာမြဲမလဲဟောစဉ်းစားခိုင်းတာတိရဏပရိညာဘိမှာအနိစ္စဒုက္ခအနတ္တနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆင်ញင်သုံးသပ်စေတာနော်ဒါကြောင့်မို့တန်တိရဏလို့ပြောလို့ချင် investigation လို့ investigate သုံးသပ်တာစူးစမ်းတာလေ့လာစစ်ဆေးတာစုံစမ်းတာဒီလိုဆိုလို့အဲ့တော့တိရဏစုံစမ်းပြီးဆုံးဖြတ်တာကြည့်လေအနိစ္စတံမှုတံကုတောနေသံဝေသတိဖြစ်လာတာအကြောင်းတရားကအနိစ္စဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့အကျိုးတရားဟာဘယ်လိုလုပ်ပြီးနေသဖြစ်မလို့ထို့တူပဲဆင်ញင်သုံးသပ်တဲ့အခါမှာဒုက္ခနဲ့ပတ်သက်ပြီးတော့လဲဆင်ញင်သုံးသပ်တယ်နော်သက္ခုဘိက္ခဝေဒုက္ခသက္ခုံဘိက္ခဝေဒုက္ခမျက်လုံးဟာဒုက္ခလို့ပြောတာဘယ်လိုကြောင့်ဒုက္ခလို့ပြောတော့ဆိုလို့ရှိရင်ဥရိယပယပฏิပိလနာဖြစ်မှုပြက်မှုတွေကနှိမ့်ဆက်နေလို့ဖြစ်မှုပြက်မှုကနှိမ့်ဆက်တယ်ဆိုတာအမြဲတမ်းနှောက်ယှက်နေတာဖြစ်ပြီးပြက်သွားတယ်ဖြစ်ပြီးပြက်သွားတာနှောက်ယှက်နေအနှောက်ယှက်ဖြစ်နေတာကိုဆိုလိုတယ်ပေါ့လူတယောက်ညအိတ်နေတဲ့အချိန်မှာအနာနာမှာဆက်မောင်းနေတာတို့ဘာလို့ဆိုရင်သူအနှောက်ယှက်ဖြစ်မနေဘူးအဲ့ဒါလို့အနှောက်ယှက်ဖြစ်နေတာချမ်းသာမှာမဟုတ်ပဲဒုက္ခမဟုတ်ဘူးဒုက္ခပဲလေတခုခုကအနှောက်ယှက်ဖြစ်အဲ့ဒါလိုပဲဖြစ်မှုပြက်မှုကဒလစနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခလို့ဒီလိုဆိုလို့တယ်ပေါ့ဖြစ်ချင်းပြက်ချင်းနေနဲ့နှိမ့်ဆက်နေလို့သို့မဟုတ်မျက်စိကဘာကြောင့်ဒုက္ခလဲလို့ဆိုရင်တော့ကြမြေရိုးကြိုက်တယ်တော့ကြမျက်စိနာတယ်
မျက်စိမှုန်နဲ့မျက်ရည်ယိုတဲ့စသဖြင့်ယောဂဝေဒနာရေဒိန်နဲ့အတွင်းဒိန်နဲ့ဟုတ်လားအဲ့ဒါလို့မျက်စိမှာထိခိုက်နေတာမှုတွေနဲ့ဒုက္ခတွေစုံနေတာဒုက္ခတွေဟာမျက်စိမှာလာတည်ဒါကြောင့်စက္ခုံဘိက္ခွေဒုက္ခမျက်လုံးဟာဒုက္ခပဲဆင်းရဲဒုက္ခရဲ့တရားဖြစ်တယ်လို့ဆိုတော့ယောပိဟေတုယောပိပစ္စယောစက္ခုတဥပ္ပါဒယသောပိအာနိသောသောပိဒုက္ခအဲ့ဒီမျက်လုံးဖြစ်ပေါ်လာတဲ့အထောက်အကူပြုတဲ့အကြောင်းတရားတွေဟာလည်းပဲဒုက္ခပဲသူတို့လည်းဒုက္ခရဲ့တရားတွေကြီးပဲဒုက္ခရဲ့တရားဖြစ်သောကြောင့်ဒုက္ခတံမူတံစက္ခုံကုတောဒုက္ခံဘဝိတ္တိဒုက္ခကြောင့်ဒုက္ခထုတ်လုပ်လိုက်တဲ့အကျိုးတရားတစ်ခုဟာဘယ်လိုလုပ်ပြီးဒုက္ခဖြစ်နိုင်အဲ့တော့မျက်စိဟာဒုက္ခမဟုတ်ဘူးဒုက္ခဆိုတော့မြတ်စွာဘုရားဒီလိုဆိုလိုတာနော်ဒုက္ခတံမူတံကုတောဒုက္ခံဘဝိတ္တိဒုက္ခကြောင့်ဖြစ်တဲ့အရာဒီဘယ်လိုလုပ်ဒုက္ခဖြစ်နိုင်မလဲနော်ဒုက္ခရောက်နေတဲ့အကြောင်းတရားကဖြစ်စေလိုက်တဲ့အကျိုးတရားဒီဘယ်တော့မှဒုက္ခဆိုမလာဘူးဒီလိုဆိုလိုတာပေါ့မျက်လုံးရဲ့အကြောင်းတရားတွေဒီဒုက္ခဖြစ်ပြီးပြတ်သွားတဲ့အရာတွေဖြစ်လို့ဒုက္ခအဲ့ဒီဒုက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့မျက်လုံးကလေးဟာလည်းပဲဒုက္ခထို့တူပဲနာတို့လျှာတို့နော်နှာခေါင်းတို့လျှာတို့ကိုယ်ကာယတို့မနတို့ဆိုတာဒီပုံစံပဲအလုံးဒီတိုင်းဟောတာဒုက္ခနောက်တစ်ခုအဲ့ဒီမှာဟောတယ်လို့ပဲသူတို့နဲ့လာပြီးတော့ဆက်သွယ်လာတဲ့အစဉ်အသံအနံ့ရတာအထီးတွေ့ကြံတွေ့အာယုံဆိုတာတွေဟာလည်းပဲတူတူပဲရူပဘိက္ခွေဒုက္ခအစဉ်အာယုံတွေဟာလည်းပဲဒုက္ခပဲသူ့ကိုထုတ်လုပ်တဲ့အကြောင်းတရားပံ့ပိုးပေးတဲ့အကြောင်းတရားတွေဟာလည်းဒုက္ခဒါကြောင့်မို့ဒုက္ခတံမူတံကုတောဒုက္ခဘဝိတ္တိသူလည်းဒုက္ခပဲအလုံးဟာဒုက္ခကထုတ်တာဖြစ်သောကြောင့်ဒုက္ခကြီးပဲလို့ဒီလိုဆင်ញင်သုံးသပ်ရမယ်လို့ဒါတိရဏပရိညာအခါမှာကိုယ့်ကိုဒုက္ခလို့မြင်အောင်ကြည့်တတ်ဖို့ရှုမြင်သုံးသပ်တတ်ရမယ်နောက်တစ်ခုကတော့မြတ်စွာဘုရားစက္ခုံဘိက္ခွေအနတ္တမျက်လုံးဟာကိုယ့်လိုချဖြစ်သလားမဖြစ်ဘူးနအတ္တအတ္တမဟုတ်ဘူးသို့မဟုတ်ငါအလိုတိုင်းမဖြစ်ဘူးမြတ်စွာဘုရားဟောလို့တဲ့အတ္တအနတ္တသည်အဝတ္တဝတ္တနာကာရကိုယ်အလိုတိုင်းမဖြစ်ဘူးကိုကမနာနဲ့ဆိုရင်နာမယ်ကိုကမမှုန်နဲ့ဆိုရင်သူကမှုန်မယ်အဲ့တော့ကိုလုံးလို့ရတာတခုမှမရှိဘူးသူ့တဘာဝတိုင်းသူဖြစ်တယ်ဒါကြောင့်မို့စက္ခုံဘိက္ခွေအနတ္တမျက်လုံးဟာမျက်စိဟာအနတ္တယောပိပစ္စယောယောပိဟေတုယောပိပစ္စယောစက္ခုတဥပ္ပါဒယသောပိအနတ္တသူ့ကိုဖြစ်စေတတ်တဲ့အကြောင်းတရားအထောက်အကူဖြစ်စေတတ်တဲ့အကြောင်းတရားမျက်လုံးကိုဖြစ်စေတတ်တဲ့အကြောင်းတရားထောက်ကူပြုတဲ့အကြောင်းတရားတွေဟာလည်းအနတ္တအနတ္တတမ္မုတံစက္ခုံကုတောအတ္တဘဝိတ္တိအနတ္တတမ္မုတံစက္ခုံအနတ္တကြောင့်ဖြစ်ပေါ်လာတဲ့အနတ္တဖြစ်တဲ့သဘာဝတရားကမွေးထုတ်လာတဲ့မျက်လုံးဟာဘယ်လိုလုပ်ပြီးအတ္တဖြစ်နိုင်မလဲဆင်ញင်သုံးသပ်ပုံအဲ့တိုင်ပေးတာဗျာနော်အဲ့တော့ဆင်ញင်သုံးသပ်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်မသုံးသပ်ရင်မသိဘူးဆင်ញင်သုံးသပ်မှဆုံးဖြတ်နိုင်စွမ်းရှိပေါ့အဲ့ဒါတိရဏပရိညာခါမှာအခုလိုဆင်ញင်သုံးသပ်နိုင်ဖို့မြတ်စွာဘုရားမျက်စိနာနာလျာကာယထို့တူပဲအစဉ်တန်အနာအယတာအကြည့်တွေ့ကြံတွေ့အာယုံဆိုတဲ့အာရဏ12ပါးနဲ့ပတ်သက်ပြီးတော့အခုလိုဒါကဓာတ်18ပါးနဲ့ပတ်သက်လာလို့ရှိရင်မျက်စိနဲ့အစဉ်အာယုံဆုံလိုက်တဲ့အခါမြင်သိစိတ်ပေါ်လာတယ်ဖတ်တာပေါ်လာတယ်ဝေဒနာပေါ်လာတယ်အဲ့ဒီအာလုံးဟာလည်းပဲအနိစ္စဒုက္ခအနတ္တပဲအကြောင်းတရားတွေကအနိစ္စဒုက္ခအနတ္တဖြစ်သောကြောင့်သူတို့ကိုယ်တိုင်လည်းအနိစ္စဒုက္ခအနတ္တဖြစ်တယ်ဒီလိုမြတ်စွာဘုရားတိရဏပရိညာခမ်းမှာဒီလိုရှုမြင်သုံးသပ်ပါလို့ဒီလိုဟောခဲ့တယ်အဲ့တော့ပို့ပြီးတော့ထင်ရှားအောင်ကိုယ့်ကိုခက်ကျဲကျဲကနေစပြီးတော့ဆင်ញင်သုံးသပ်တာဆင်ញင်သုံးသပ်တာမမြဲဘူးဆိုတာကို
ကိုယ်ဆံမင်းလေးကိုကြည့်ပြီးငကိုတော့ကမဖြူသေးဘူးခုဖြူလာတယ်ပြောင်းလဲမှုပဲလေအေးလေးတွေနဲ့ဝါမတွန့်ဘူးခုတွန့်လာတယ်ဒါလည်းပြောင်းလဲမှုတွေအလုံးကပြောင်းလဲမှုတွေရှိနေတယ်ဆိုတာအနိစ္စသဘောကိုဆင်ခြင်သုံးသပ်လို့ရတယ်အဲ့ဒီအနိစ္စဒလစပ်ဖြစ်နေတာဖြစ်သောကြောင့်ဒုက္ခသဘောတရားကိုလည်းဆင်ခြင်လို့ရတယ်ခန္ဓာကိုယ်ကြီးဆိုတာယောဂါတွေရဲ့ဆွဲကရဌာနဖြစ်သောကြောင့်ဒုက္ခသို့မဟုတ်ကိုယ်လိုတိုင်းဖြစ်တာတခုမှမရှိဘူးအနတ္တလက္ခဏာသုံးပါးမြတ်စွာဘုရားဟောထားရှိလေနော်နသလဗေထရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိတိကိုယ်ခန္ဓာကိုယ်ရုပ်ကိုကြည့်ပြီးတော့ငါရုပ်ဟာဒီလိုဖြစ်ပါစေဒီလိုမဖြစ်ပါစေနဲ့ပြောင်းလို့ရမလားလို့ဆိုခဏခေတ်ကလူတွေကတော့ကြိုးစားပြီးပြောင်းတယ်ပလတ်စတစ်ဆာဂျရီတွေလုပ်ပြီးတော့နှာခေါင်းအထုတက်လို့တက်နော်မိတ်ကပ်တွေနဲ့ပြင်လို့ပြင်လုပ်နေတာပဲတကယ်တော့ပြောင်းလို့ကတော့ကုန်ရမှာမဟုတ်ဘူးတနေ့ကြာလို့ရှိရင်သွားတာပဲဟုတ်လားအဖွားအိုကြီးအဖိုးအိုကြီးတွေဖြစ်သွားရင်ဘယ်လိုလုပ်ပြောင်းလို့ရတော့နော်ခိတ္တခဏလေးတော့ဟုတ်တဲ့ရောင်ရောင်ရှိမှာပေါ့ပြောင်းလို့ရတယ်အခုခေတ်ကတော့စုံတယ်နှာခေါင်းလည်းပြောင်းတာပဲဟုတ်နားလည်းပြောင်းတာမျက်လုံးတော့မပြောင်းကြသေးတယ်နော်အကုန်လုံးရုပ်ပုံတွေကိုအကုန်လုံးပုံဖြက်ပြီးတော့ကိုအသစ်ပြန်တည်ဆောက်နေတဲ့အလားပဲခုခေတ်ကကြားကလည်းမလို့ရတယ်မကလည်းကြားလို့ရတယ်အဲ့ဒီလူတွေလုံနေကြကိုယ်သဘောတိုင်ကိုထာဝရဖြစ်နိုင်လားလို့ဆိုဘယ်ထာဝရဖြစ်နိုင်တခဏပဲလေနောက်ဆုံးကြတော့သွားတာပဲသွားတာဟာသွားတာပဲဘယ်သူမှလို့နာယိတံရူပံအာဘာရယတံဝတိယကိုပိုင်တာဆိုလို့ရှိရင်ကိုယ်ဘယ်လိုလုပ်ပြန်ဒုက္ခပေးမလဲတဲ့ဒုက္ခပေးမှာမဟုတ်ဘူးကိုမပိုင်လို့ကိုဒုက္ခပေးတာကိုကသာငါဟာဒီလိုတွဲနေတာ तू ကကိုဒုက္ခပေးနေတာလေကိုဒုက္ခပေးနေလို့ပေးနေမှမသိဘူးဆိုတဲ့အနေအထားမျိုးရောက်တယ်ပေါ့မျက်စိလေးကိုငါမျက်စိလို့ပြောလိုက်တယ်သူကနာလိုက်တယ်လေနာလိုက်တော့အလိုလေးအမေလေးဆရာဝန်စီသွားရပြန်အဲ့ဒါသူကကိုဟာဆိုရင်ကိုဘယ်လိုလုပ်နှိမ့်ဆက်လို့မရဒါဟုတ်အနတ္တလက္ခဏာသုံးပါးမြတ်စွာဘုရားနာယိတံရူပံအာဘာရယတံဝတိယလဗ္ဗေထာသရူပိဧဝမေရူပဟောတုဧဝမေရူပမဟောတိကိုယ်စိတ်တိုင်းညလုပ်ပြီးမှာပေါ့တဲ့အတ္တဆိုလို့ရှိရင်ကိုယ်စိတ်တိုင်းညဘာတခုမှမဖြစ်ဘူးတဲ့ကိုယ်ကိုလည်းနှိမ့်ဆက်နေတာဒုက္ခပေးနေတာသူတို့ကဒုက္ခပေးတယ်မျက်စိရှိလို့မျက်စိနာတယ်နားရှိလို့နားကြိုက်တယ်နှာခေါင်းရှိလို့နှာခေါင်းနားစီးရတယ်နော်လျှာရှိလို့ရှာကင်စားတော့ဖြစ်တယ်ခန္ဓာကိုယ်ကြီးရှိနေသည့်အတွက်ကြောင့်ယောဂမျိုးစုံဖြစ်ရတယ်စိတ်ရှိနေသည့်အတွက်ကြောင့်စိတ်ဆင်းရဲမှုတွေမျိုးစုံလာရတယ်ဟောဘယ်ဟာတခုမှသက်သာတာမရှိဘူးအဲ့ဒီသဘောတရားတွေကိုဆင်ញင်သုံးသပ်ခိုင်းတယ်ဆင်ញင်သုံးသပ်လို့ဒီဖြစ်ခိုက်ကလေးတွေကိုသိလာတဲ့ဥရိယဘေယညာဖြစ်လာတဲ့အချိန်လေးမှာဖမ်းပြီးတော့သိလိုက်တယ်ပြတ်သွားတဲ့အချိန်လေးမှာသိလိုက်တယ်နော်တဘာဝတရားဆိုတာဟာသူကစင်စစ်မပြတ်ဖြစ်ပေါ်နေတဲ့အရာတွေသာဖြစ်တယ်ဆိုတော့ပို့ပြီးတော့ထင်ရှားတာရုပ်ခန္ဓာကိုယ်ကြီးကတော့မသိမချင်းရှိနေတယ်ဆိုတော့လူတွေကဒီပေါ်မှာတော့ခုဖြစ်ခုပြောင်းလို့သိချင်မှသိမှာပေါ့နော်အတန်ဆိုတဲ့ရုပ်ကလေးကိုတော့စဉ်းစားကြည့်လိုက်အတန်ဆိုတဲ့ရုပ်ကလေးဟာကြည့်ဒီတိုင်းငြိမ်နေမထွက်ဘူးလေစကားပြောလိုက်ပြီးဆိုရင်ရှာတို့အာတို့ဒါတွေကိုအကြောင်းပြုပြီးအတန်ထွက်လာတယ်အဲ့ဒီမထွက်ခင်ကအာရှာထဲမှာအတန်လေးရှိလားဆိုမရှိဘူးနော်ထွက်လာပြီးတဲ့နောက်ရောပျောက်သွားတာပဲအတန်ဆိုတာဥပမာဘာနဲ့တူတော့ဆိုရင်စောင်းအိုးနဲ့စောင်းကိုကြည့်လိုက်စောင်းအိုးထဲမှာလည်းအတန်မရှိဘူးစောင်းချိုးထဲမှာလည်းအတန်မရှိဘူးတီးတဲ့လက်ထဲမှာလည်းအတန်မရှိဘူးသို့တော့စောင်းချိုးစောင်းအိုးတက်ဆင်ထားတဲ့အချိန်မှာလက်နဲ့တီးလိုက်ရင်အတန်ဆုံးထွက်လာအဲ့တော့ရုပ်တရားနံတရားတွေကိုယ်တဏ္ဍမှာဖြစ်နေတဲ့သဘာဝတရားတွေဟာမရှိခင်ကတဏှာမှာစုဝေးတည်ရှိနေတာမျိုးလည်းမရှိဘူးပြတ်သွားပြီးတဲ့နောက်လည်းပဲတဏှာမှာသွားပုံနေတယ်ဆိုတာမရှိဘူးတဲ့နော်အကြောင်းတရားရှိလို့သာဖြစ်လာတယ်ဘယ်နေရာမှရောက်လာတာမဟုတ်ဘူးမဖြစ်ခင်ကလည်းအစုဝေးနဲ့ရှိနေတာမဟုတ်ဘူးဖြစ်ပြီးရင်လည်းပဲလုံးဝပျောက်ကွယ်သွားတဲ့သဘောတရားတွေကို
ထိအောင်ရှုမြင်သုံးသပ်လာနိုင်ပြီဆိုလို့ရှိရင်ဒါဥရိယပယညာဆိုတာဖြစ်လာအဲ့ဒါကြတော့ပစ္စုပန်ဆက်ဆက်ဆိုတာဒီကိုသဘောပေါက်လာမှာဖြစ်တယ်ပေါ့ထွက်လေဝင်လေလေးကိုစဉ်းစားကြည့်လိုက်နော်ရှုသွင်းလိုက်တဲ့အခါမှာလေလေးကနာသီးပြားလေးထိပြီးတော့သွားတယ်ထိလိုက်တဲ့အချိန်လေးမှာထိမှန်းသိလိုက်တယ်ရှိုက်ထုတ်လိုက်တဲ့အခါမှာလည်းနာသီးပြားကိုလေလေးထိသွားတယ်ထိသွားတဲ့လေလေးထိလိုက်တဲ့အချိန်မှာထိမှန်းသိလိုက်တယ်လေလေးရဲ့လေထိတဲ့နေရာရဲ့ထိမှန်းသိလိုက်တာရဲ့၃ခုဟာတပြိုင်တည်းပျောက်သွားတာတပြိုင်တည်းပေါ်လာတယ်လို့တပြိုင်တည်းပျောက်ပြီးတော့သွားကြတယ်အဲ့ဒီလိုတပြိုင်တည်းပေါ်တပြိုင်တည်းပျောက်သွားတဲ့သဘောတရားတွေကိုဥရိယပယညာအဆင့်ရောက်လာလို့ရှိရင်စဉ္ဉ္သုံးသပ်နိုင်လာတဲ့ရှုမြင်သုံးသပ်လာနိုင်တယ်ပေါ့အဲ့ဒီအဆင့်ရောက်လာရင်ဒါတိရဏပရိညာဝိပဿနာလို့ခေါ်တယ်ပေါ့အကျမ်းပြေဒီလိုမှတ်သားထားအဲ့ဒီအချိန်မှာသဘာဝတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲဒုက္ခရဲ့သဘောကိုယ်စိုးပိုင်မှုကိုယ်အလိုတိုင်းမဖြစ်တဲ့အနတ္တသဘောတွေကိုရှင်းရှင်းကြီးသိနားလည်လာပြီသဘာဝတရားတွေရဲ့အနေထားတစ်ခုကြနနဖြစ်မှုပြက်မှုကနေပြီးစောင့်ကြည့်ရင်ကနေပြီးရှုမြင်လာတဲ့ဝိပဿနာဉာဏ်ဥရိယပယဉာဏ်ဆိုတာဖြစ်လာတယ်တဲ့အဲ့ဒီဥရိယပယဉာဏ်ဖြစ်လာလို့ရှိရင်တိရဏပရိညာဆုံးဖြတ်ချက်ချလိုက်ပြီးလောကမှာသင်္ခါရဆိုတာဘယ်ဟာမှမမြဲဘူးမမြဲတဲ့အရာမှန်သမျှဟာဒုက္ခလို့မရှိဘူးဒုက္ခတွေကြီးပဲငါဘာမှမတတ်နိုင်ဘူးအတ္တဆိုတာမရှိဘူးအနတ္တပဲလို့ဒီလိုဆုံးဖြတ်နိုင်စွမ်းရှိသွားတဲ့ပရိညာအသိပညာကိုတိရဏပရိညာလို့ခေါ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမပေါ်မှဝိပဿနာဆိုတဲ့အသိဟာသိတာဖြစ်တယ်သာသနာတော်နဲ့ကြုံတဲ့အခါမှသာလေဒီအသိမျိုးဟာဟောနိုင်ပြောနိုင်တဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်မှသာရှိတာမို့ဖြစ်သည့်အတွက်ကြောင့်မိမိတို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အခိုက်လေးမှာမိမိတို့ဘဝမှာတစ်ချိန်တစ်ခါပဲဖြစ်စေဒီကုသိုလ်ဖြစ်အောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်မိဒီယောပေါ်တန်နေလို့တို့ဟာအခွင့်ကောင်းကြီးကိုလွတ်သွားနိုင်တယ်ဒါကြောင့်မို့မိဒီယောပေါ်တန်ခြင်းမရှိပဲဝိပဿနာအသိဉာဏ်လေးဖြစ်ဖူးအောင်တို့တွေကြိုးစားအထောက်ကြမယ်လို့ကိုယ်စီသဘောကျပြီးတိရဏပရိညာဝိပဿနာဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဝေယံကွာချမ်းသာကြပါစေတတဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောဒရံပိဝိတဝါနဝိသသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညင်တော်ကိလေသာဆေတောက်ဟုသမျှတို့သည်သမုဟတာပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဥပုခသိကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်
ယန္တုပါရမီအဆင့်ဆင့်မြင့်တယ်မြင့်၍မလင့်ဘုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း